င်းလာလိုက်ဆိုးချက်တွေကိုခတ်နေရပဲဟိုနဲ့တရုတ်ဒီနဲ့တရုတ်နဲ့ပွားစီကိုခတ်နေဘယ်နေရာကြည့်ကြည့်ဘာဒီမှလည်းမရှင်းရဘူးကျေးရအော်မနေ့ကဖေးဒီနေ့လေးမှဖမ်းနေတဲ့ဥပဒေစာအုပ်လေးဘယ်နဲ့မြင်တော့အဖေပဲဖတ်နေရပဲလေအာငါတင်ထားတာမင်းတို့ကကွာရှာတဲ့ဥပဒေစာအုပ်လေးရှာတယ်အဖေဖတ်ပြီးဘယ်မှာတင်လိုက်တာတော့ရှာမင်းရှာတယ်ဟိုတရုံးနဲ့ဖိတာလေညီမလေးယူရဲဆက်မမောင်ဒီတရုံးနဲ့ဖိတာလားကွာမင်းတို့ကနေရာကပဲဟိုပုံဝင်းပါလားတော်ဘုရားလည်းချီးပေါက်တာဗျာ